အားလုံးပဲမင်္ဂလာပါဒါကတော့ TTA Talent Development Academy တင်နန်းချောင်းမှာအခြေခံမိန်းကလေးညက်တင်နန်းသူတင်နန်းများရဲ့လက်ရာတွေဖြစ်ပါတယ်မိန်းကလေးညက်ကိုပိုင်နိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အချက်၄ချက်သိရှိထားရမှာဖြစ်ပါတယ်ဒါတွေကတော့နံပါတ်1စီခွဲခြင်းနံပါတ်2ဥတီခြင်းနဲ့နံပါတ်3 elevation နဲ့မျက်လက်ဆွဲဒီဂရီနဲ့ဒီဂရီဖြစ်ပါတယ်နံပါတ်4အနေနဲ့ကတော့ကတင်အင်ကဲညက်ချက်ဒီဂရီကိုသိရှိထားရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကိုသတင်းကောင်းတစ်ခုအနေနဲ့ TTA Talent Development Academy တင်နန်းကျောင်းမှာအပတ်စဉ်ပညာဒါနသင်တန်းများကိုဖွင့်လှစ်သွားမယ်ဆိုတာကိုပြောပြချင်ပါတယ်။အရင်အပတ်စဉ်တွေမှာအကြောင်းကြောင့်မတက်လက်ရတဲ့မိတ်ဆွေများကိုလည်းအထူးအားနာပါတယ်။ဒါကြောင့်လာမယ့်6လပိုင်း15ရက်နေ့ကနေပြီးတော့19ရက်နေ့အထိကိုလည်းအပတ်စဉ်3အနေနဲ့9ရက်တိတိကိုပညာဌာနအဖြစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။သင်ကြားမဲ့ပညာတွေကတော့မိန်းကလေးညက်နဲ့ယောက်ျားလေးညက်နဘာရာကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။တဘာရာကို9ရက်မှ3သိန်းကျပ်ရှိမှာဖြစ်တဲ့အတွက်အမြန်ဆုံးအနံ့ကြဖို့ကိုလည်းပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။